အားလုံးပဲမင်္ဂလာပါဒီနေ့ကတော့လူဝယ်ရမယ်ပစ္စည်းလေးတွေအနေငယ်ရောက်ထားပါတယ်မြန်လေးလူဝယ်မှာတော့ရပါမယ်တကယ်ကိုအများမျှော်လင့်နေတဲ့အရာလေးတွေပေါ့နော်အဲ့ဒါလေးတွေကတော့ဘာလဲဆိုတော့လောလောဆယ်အခုပထမဆုံးအနေနဲ့ဒီ Frajoy တွေကရောက်ပါတယ် Frajoy တွေကတိုနာလေးကြံပါအောင်မယ်ညနေသင်းနဲ့ moisture နဲ့ကတော့ကုန်သွားပါပြီနောက်ထပ်ညနေသင်းနဲ့ moisture နဲ့လိုချင်တဲ့လူတွေအမကို pre-order လာပေးထားပါနောက်တစ်ပတ်ဒါမှမဟုတ်ရင်နှစ်ပတ်အတွင်းပေါ့နော်ထပ်ပြီးတော့ဝင်ပါမယ်ဝင်တာနဲ့ရပါမယ်အဲ့တော့ Frajoy တွေကလိုချင်တဲ့သူတွေညနေသက်ကော moisture ရောလိုချင်နေဆိုရင်အမရှိကို pre-order ကြိုထားပြို့ပြီးတော့ပေးလို့ရပါပြီဒါကတော့ Frajoy ရဲ့တိုနာပါနောက်ပြီးတော့ Magic Q ရဲ့ဒီမှာပါ Tax Naya Cinema ဒီ series ကိုလိုချင်တဲ့သူတွေ Serum ရော moisture ရောနှစ်ခုလုံးပြန်ရောက်ထားပါတယ် Serum ရော moisture ရောတွဲပြီးတဲ့လူတွေ Serum ရောမဟုတ်ရင် Serum တက်တက် moisture တက်တက်လိုချင်တဲ့လူတွေရောအမရှိကိုလာမှာလို့ရပါပြီ Magic Q ရဲ့ Serum moisture ဒီဟာအသေးထွက်တဲ့ဒါလေးလည်းရပါပြီနောက် AZY လုံးဝ dashboard series AZY လေးပြန်ရထားပါပြီအမရှိမှာအခု AZY လည်းအနည်းလေးပါပါတယ်အခုဒါဗီဒီယိုမလုပ်ခင်တောင်မှပဲစနက်ကတယောက်ကလာယူသွားတယ်တဘူးဆိုတော့အခုမှသိမကြံတော့ပါဘူး AZY လေးလည်းအနေငယ်ရောက်ထားပါတယ်အဲ့တော့ AZY dashboard series လိုချင်တဲ့လူတွေအမြန်လေးလာပြီးတော့လက်ဦးထားမှတော့ရမယ်နော်နောက် Santella ရဲ့ series ညာ Santella ရဲ့ series တွေပြန်ရောက်ထားပါတယ်Serum ထဲမှာဆိုရင်အဝါ Serum official sticker နဲ့ပါ official sticker ပါပါတယ် Serum ထဲမှာအဝါရောင်ပါမယ်အစီဘူးဝက်ချက်သမားအတွက်ပါမယ်ချွေးပေါက်ကျဲစားဝက်ချက်အတွက်ပါမယ် official sticker တွေမှာပါတယ်เนาะနောက်ပြီးတော့ဒီမှာအဖြူ brightening အတွက်အဖြူကိုမှအရင်ပေါ့နော်အမကို Santella brightening အတွက်အဖြူမေးထားတဲ့ညီမလေးတွေရောက်ပါပြီဒီမှာအဖြူလည်းအနေငယ်ပဲပါမယ်နောက်Sika နဲ့တဲ့တဲ့သူတွေSikaကြိုက်တဲ့သူတွေဒီမှာ Santella Serum တွေက Sika official sticker နဲ့ပါတိုနာကိုSikaတိုနာတွေကအသေးစမ်းသုံးကျင်တဲ့လူတွေအသေးရပါပြီSikaတွေကမှနောက်တစ်ခါက Tea Trigger ပေါ့ Tea Trigger တွေကအစင်းရောင် Serum mini လေးလည်းရထားပါပြီဒါကတော့ Santella အုပ်စုထဲရပါ Santella အုပ်စုထဲက Serum တွေရတာလေးတွေပါပန်းရောင်ချွေးပေါက်ကျဲစားဝက်ချယ်တွေကလည်းပန်းရောင်တိုနာလေးလည်းရပါတယ်ပန်းရောင်တိုနာလေးလည်းပြန်ရောက်ပါပြီဒီနေ့နောက်ခါနေဘောကထွက်တဲ့ Oh Makeup ဆိုပြီးတော့ပြောနေတဲ့ချစ်တို့အတွက် OCC1 Oh Makeup လေးလည်းပြန်ရောက်ပါပြီဒီမှာပါ Oh Makeup ကလေးရပါပြီOh Makeup ကရောက်တာတော့မှပဲတရက်နဲ့တောင်ကြာသွားပြီအမဗီဒီယိုလေးမလုပ်ဖြစ်တာအဲ့လားဒီမှာတော့မှဘူးတော့မှတိတ်တော့မကျန်တော့ဘူး Oh Makeup လေးလည်းရပါပြီအဲ့တော့အဓိကလာပြီးပြောပြရတာတော့အဓိက Frajoy တိုနာလေးရောက်တယ် Frajoy ပစ္စည်းလေးတွေရောက်တယ်နောက်တစ်ခါ AZY လေးရောက်တယ် Santella တွေက Serum တွေအယောင်ဆောင်ကုန်ပြန်ရောက်တယ်အဲ့ဒါလေးပြောပြတာပါအဲ့တော့လိုဘက်တာလေးများရှိရင်အမရဲ့လှည့်ကူးမျိုးက Beauty Glow Cosmetic ဆိုင်လေးကိုလာရောက်ပြီးတော့အားပေးလို့ရပါတယ်ဆိုင်လိပ်စာလေးကတော့စားမြဲစဲမြင်းဆောင်200ညောင်ပင်လန်းစီကြီးရက်ကွက်မှာရှိပါတယ်အဲ့တော့လိုဘက်တာလေးများရှိရင်အမရဲ့ဆိုင်လေးကိုလာရောက်ပြီးတော့အားပေးကြပါဦးเนาะအားလုံးကိုကျေးဇူးတင်ပါတယ်